ဟာရအောင်ပြောတော့ဒီနေ့တန့်လို့ပါလား တန့်ဆိုရောက်ပါတယ်ငါဒီနေ့နန်းကိုဖွင့်ပြောတော့မလို့ပါ ဘယ်တကယ်ပြောမလို့လား တကယ်ပေါ့ဟာမင်းနဲ့တည့်ရတဲ့နဲ့ကွာငါလည်းသူ့ကိုချစ်နေကြပြီဆိုတော့ အေးပါကွာမင်းအဆင်ပြေပါသေး ဒီလိုပဲရောက်ပါရဲ့ အဲ့ဒါလိုက်ခဲ့ရင်တော့မယ် ဟုတ်မယ်လေအားလည်းနဲ့ဒီခဏကြီးသွားမှာအဲ့ဘက်က အေး ဟဲ့အောင်ပြစောငါဒီနေ့နေ့ကိုပြောစရာရှိလို့ဟာ ငါလည်းနေကိုပြောတာရှိရဲ့ဒါပေမဲ့နေကမင်းကလေးဆိုတော့နေရင်ပြောလေ ဟိုငါနေ့ကိုဟိုတစ်ခါပြောပြတဲ့ line မော်အကောင်လေးနဲ့လေအခုချစ်သူဖြစ်သွားပြီဟာ ဟိုကောင်းခန့်ဆိုဆိုကောင်းလေးလားပချိုင်လေးနဲ့လေ ဟုတ်တယ်လေ နေမမြင်လို့လား အာမမြင်ပါဘူးဟာ तू လဲချစ်နေကိုလဲချစ်နေဘာလို့အချိန်ကြီးဆွဲထားနေအောင်ပါလဲအော်ဒါနဲ့နင်ငါ့ကိုပြောစရာရှိရဆိုတာ ဩဘာမှမပါဘူးဒီနေ့ကလာစားထုတ်ရဲဆိုတော့လာစားထုတ်တော့နေကိုမုန်းလိုက်ဝယ်ကျွေးမယ်ပြောမလို့ ကောင်းတာပဲသွားမယ်လေ ဟုတ်မယ်လေနဲနင်ဘာလို့ငိုနေလဲ ငါနဲ့ငါပဲနဲ့ပြတ်သွားပြီဟာ ဘလို့ဖြစ်ကြ ဘယ်လိုပါပဲဟာသူရှုပ်ရှုပ်ရက်တွေလုံနေတော့ငါလည်းတီးမခံနိုင်တော့လို့လမ်းခွက်လိုက်တာ အင်းမနဲ့ငုံနေပါနဲ့တော့နင်နားမှာငါတယောက်လုံးရှိပါသေးတယ်ဟာမန်တိုင်းပြောရရင်ငါနင့်ကိုချစ်နေတာကြားပြီဟာနင်မှာကောင်းလေးရှိလို့ငါနင့်ကိုဖွင့်မပြောတာ နင်ခိုးချစ်နေရအောင်ငါအစောကလေးနဲ့တီးတာပဲအေးပါဟာငါလည်းသူ့တို့နဲ့ခံစားမနေခြင်းတော့ဘူးငါ့ကိုတကယ်ချစ်တယ်ဆိုလို့ရှိရင်လူကြီးဆိုတာနဲ့အိမ်မှာလာတောင်းလိုက်တော့ နင်တကယ်ပြောရလားစိတ်ချနော်လာတောင်းလိုက်မယ်မိနဲကိုအိမ်ကိုလည်းပြောပြီးသွားပြီကိုမိဘတွေကလည်းနန်းနဲ့သဘောတူရဲတဲ့အဲ့ဒါကိုမနေ့ဖြန်ကျရင်နန်းစီပဲချင်လာခဲ့ရမလဲ ငါတောင်းမှန်ပါတယ်ဟာနင်နဲ့ငါနဲ့လက်ထပ်ဖို့ကမဖြစ်နိုင်တော့ဘူးထင်တယ် နင်ဘာလို့လဲနန်းရဲ့နန်းကိုနောက်နေရလား ငါနောက်နေရမဟုတ်ဘူးကဒီကိစ္စနောက်စရာကိစ္စလည်းမဟုတ်ဘူးလေငါကောင်လေးနဲ့ငါနဲ့အခုအဆင်ပြေသွားပြီပြီးတော့သူ့အမားရဲ့တော့လေသူကတောင်းမှန်တယ်ဟာအဆိုးဆုံးချက်ကတော့ငါနဲ့တငယ်ချင်းတယောက်ထပ်ပို့မှာမဟုတ်ဘူးဟာ နန်းနင်းစင်ပင်ပြီးတာပါဗျာဒါပေမဲ့လေနေလူတော့တခင်မချစ်ဘဲနဲ့မျောလင်းချက်တွေအများကြီးမပေးပါနဲ့လား အဲ့လိုဖြစ်သွားခဲ့ရဲဆိုလို့ရှိရင်အဆက်ကရရတော့ငါတောင်းမှန်ပါတယ်ဟာအော်ဒါနဲ့ဟိုမှာငါကောင်လေးပါလာတဲ့ဟာဟိုဒီเจ้าနေကိုထပ်ပြီးတော့မပြောနေတော့နော် အင်းမ အာငါနဲ့မိတ်ဆက်ပေးရအောင်မယ်ဒါငါကောင်လေးလေကောင်းခန့်စော်တဲ့ဒါကငယ်ချင်းအောင်ပြောစော်တဲ့ မင်္ဂလာပါကျွန်တော်သူပြောနေလို့ဗရာသာအကြောင်းသိပြီးတော့ပါ ဟိုအဲ့ဆိုရင်ငါတို့မင်္ဂလာဆောင်မှပဲဖိတ်လိုက်တော့မသားတော့မယ်နော် ဟုတ်ဖြစ်ပြီနော် သွားမယ်နော် ဟုတ်ပြီလမ်းဖြစ်ပြီနော် သူ့မှာကိုယ့်ထပ်ပိုချေရမယ့်သူရှိလာတဲ့အခါကိုကအလိုက်တသိနဲ့နှုတ်စိတ်ထွက်ခွာပေးရမှာပေါ့ဘာလို့လဲဆိုတဲ့မိကုန်းနဲ့မင်းနေလို့လဲကိုလူချင်းနဲ့အဖြစ်တွေရလာမှာမဟုတ်ဘူးလေကျွန်တော်ကရောဆိုတဲ့မိကုန်းနဲ့မင်းနေလို့လဲဘာမှထူလာမှာမဟုတ်ဘူးလေမင်းကိုချစ်တယ်ဒါပေမဲ့မင်းနာကထွက်လာခဲ့ဘူးကလွယ်တခြားတော့အများကြီးတွေးကြမရှိနေတော့ပါဘူးအဆင်ပြေရဲ့လားပျော်နေရဲ့လားကိုလည်းပြောင်းအောင်နေမယ်နော်ပြီးတော့အနောက်ရှက်ပဲကြိုးစားပြီးနေတိုင်းမယ်မင်းအဆင်ပြေပါလေကွာတစ်ဖက်ကလိုလိုလားလားမရှိတော့တဲ့အခါရှက်တန့်ပေးလိုက်ရတဲ့လိုက်တင်မှုတွေ